ဣမဝနာတောင်ကြီးကတာယာလာတဲ့စက်တန်အိုင်ကြီးအနီးမှာရွှေရောင်အစင်ရှိတဲ့အဆွဲနဲ့ခံရလာတဲ့စက်တန်စင်မင်းဟာစင်အပေါင်းချန်ရံပြီးအေဂျင့်စွာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့အတိတ်ဘဝကရန်ညိုးကြောင့်ဆူလာတုပဒာမိဖုရားဟာစင်မင်းအပေါ်ရန်ညိုးဖွဲ့ပြီးနောင်ဘဝမှာစင်မင်းရဲ့အဆွဲတော်ကိုဖျက်ယူနိုင်သူဖြစ်ဖို့ဆုတောင်းကကွယ်လွန်ခဲ့ပါတယ်။ဗာရာဏသီမိဖုရားဖြစ်လာတဲ့အခါမှာတော့တောနုတ္တရမှုဆိုးကိုဆေလွတ်ပြီးစက်တန်စင်မင်းကိုလှုပ်ကြံဖို့အတွက်တောနက်ထဲမှာရက်ဆက်စွာချောင်းမြောင်းစေခဲ့ပါတယ်။မူဆိုးရဲ့အစိတ်လူများထိမှန်ခဲ့ပေမဲ့စင်မင်းဟာဒေါသမထွက်ခဲ့ပါဘူး။မူဆိုးဝတ်ဆင်ထားတဲ့ဖန်ပါရီတင်ကန်းကိုကြည့်ပြီးတီးခန့်ခြင်းတရားနဲ့အတူမိမိရဲ့အဆွေတော်ကိုသာကိုယ်တိုင်ဖျက်ပေးခဲ့ပါတယ်။နားရဲ့အဆွေတော်ကိုချစ်တာထက်တပညုတညံတော်ကိုအစပေါင်းများစွာပိုချစ်ပါတယ်ဆိုတဲ့ကြီးမြတ်တဲ့စိတ်ထားနဲ့အဆွေတော်တွေကိုမူဆိုးလက်ထဲအနှင်းလိုက်ပါတယ်။မူဆိုးဟာစင်မင်းရဲ့မြစ်တာတော်ကိုမြင်ပြီးနောင်တရီနဲ့အတူအဆွေတော်တွေကိုတည်ဆောင်ကဗာရာဏသီပြည်ကိုပြန်လာခဲ့ပါတော့တယ်။မိဖုရားကြီးဟာမိမိလိုလားတောင့်တခဲ့တဲ့အဆွေတော်တွေကိုမြင်လိုက်ရတဲ့အခါအတိတ်ဘဝကလင်းတော်ဆက်ခဲ့မှုတဲ့စင်မင်းရဲ့ကျေးဇူးတရားတွေကိုတတိယပြီးရင်ကွဲနာကြခဲ့ရပါတယ်။ရန်ကိုရန်ချင်းမတုံ့နှံပဲမေတ္တာတရားနဲ့အနစ်နာခံခဲ့တဲ့စက်တန်စင်မင်းရဲ့ဖြစ်တော်စဉ်ဟာတီးခန့်ခြင်းနဲ့ခွင့်လွှတ်ခြင်းရဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုအဖြစ်ဒီနေ့အထိတည်ရှိနေပါတော့တယ်။